မင်္ဂလာပါမမတို့ရေမင်္ဂလာပါရှင်ဒီတစ်ခေါက်မှာတော့မင်္ဂဝါချီကနုတ်စင်ပန်းထိုးအမိုက်စားကြီးနဲ့မိတ်ဆက်ပေးခြင်းပါတယ်သူလေးရဆုံးကိုမတို့ရဲ့ဘောနော်ဝါချီပန်းထိုးကိုမှမင်းတို့ဘောနော်ရင်ဘောနော်ဒီရှေ့မျက်နှာစာမှာဆိုပြည့်နေအောင်ထိုးထားပြီးတော့ကနုတ်စင်ကိုလည်းမင်းတို့ချစ်ခခကြီးထိုးထားပေးပါတယ်ဝါချီသားပေါ်မှာထိုးထားပေးတာမို့လို့ဘောနော်ယုံချင်းရွက်ချင်းကိုဖြစ်ပေါ်စေမှာမဟုတ်ပါဘူးဝါချီသားဆိုတာကိုမတို့ရဲ့အကြံပရန်ခံတယ်ဒါကြောင့်မင်းကဘောနော်ဝါချီပန်းထိုးမှာဆိုရင်ဝါချီပန်းထိုးလေးတွေကိုရောင်းတာများပါတယ်ဒီရှေ့ဝဲလေးဆိုတာကိုမတို့ရဲ့မင်းတို့ဘောနော်ချုပ်ပြီးလို့ရှိရင်ပေါ့နော်ပန်းထိုးဖို့အတွက်ယုံမအပ်ထားတာမင်းတို့ဆိုရင်တလားလောက်ထိကိုစောင့်ရတယ်ဒီရှေ့ခွဲပန်းထိုးထွက်လာဖို့ဆိုတာဘယ်လောက်တောင်ကြန့်ကြတယ်ဆိုတာလဲပေါ့နော်ကိုမတို့အတိပဲဖြစ်ပါတယ်မေးဘူးတဲ့မမတွေဆိုတော်တော်ပေါ့နော်တော်တော်လေးကိုတိလောက်ပါတယ်ဝါချီရှေ့ခွဲပန်းထိုးကဘယ်လောက်ထိကြာလဲဆိုတာကိုလေကိုမတို့ရေဒီတစ်ခေါက်မှမင်းပေါ့နော်ချုပ်သားကိုလည်းတေချာပေါ့နော်စစ်ပြီးတော့ချုပ်ထားပေးပါတယ်ကိုမတို့ရေအင်ကြီးအယောင်လေးတွေကဒီတစ်ခေါက်မှဆိုရင်တအားလွင်တဲ့ထဲကိုလည်းမပါဘူးတအားမှိန်တဲ့ထဲကိုလည်းမပါဘူးအမတန်ပေါ့နော်လှပတဲ့ကာလာအယောင်လိုင်းလေးတွေဖြစ်ပါတယ်ဒီလိုလှပတဲ့ကာလာအယောင်လိုင်းလေးတွေမှာပန်းထိုးထားတာဆိုလဲကိုမတို့ရဲ့ကာလာနဲ့ပေါ့နော်တွဲဖက်စွာပေါ့နော်လိုက်ရောညီထွေဖြစ်အောင်ထိုးထားပေးတာပါကျဲသီးလေးတို့လည်းအကောင့်လိုင်းလေးသုံးပေးထားပါတယ်ရှင်သူလေးက40လေးနဲ့4446ဆိုပြီး4 site လာပါတယ်ကာလာလိုင်းရ10ရောင်လိုင်းမှာရှင်3တယ်5တယ်10တယ်ရဲ့လက်ကားစင်းနှုန်းလေးက6000ကျပ်ဖြစ်ပါတယ်ကိုမတို့ရဲ့မစ်စီမှာ3တယ်ရစားပြီးလက်ကားစင်းနဲ့ဝယ်လို့ရပါတယ်ကိုမတို့အနေနဲ့လည်း3တယ်ဝယ်မှသာနဲ့ဒလီကားနဲ့ပေါ့နော်အဆင်ပြေမှာဖြစ်ပါတယ်ကိုမတို့3တယ်5တယ်10တယ်ပေါ့နော်တစည်းတဲ့ရောက်တဲ့အခါကျတော့ပေါ့နော်10တယ်သမားကနစ်နာရလို့မထင်ပါနဲ့10တယ်ဆိုတာ10ရောင်ပြည့်ရတာပါ3တယ်5တယ်ဆိုတာမင်းထည့်ပေးတဲ့အတိုင်းပေါ့နော်အယောင်အနုအရှင်ကိုပေါ့နော်သူတို့ရွေးရတာမဟုတ်ဘူးမင်းထည့်ပေးတဲ့အတိုင်းရတာဖြစ်ပါတယ်ဒါကြောင့်ကိုမတို့နေနဲ့လက်ဝက်ပိုင်ဆိုင်နေဆိုတော့အမြန်လာမစိတ်ချတယ်နော်အခါနဲ့လည်းပေါ့နော်တစ်ဦးနဲ့လည်းနီးပြီဆိုတဲ့အခါကျတော့ကြော့မလားလက်ဆောင်ပေးမလားအမ်တန်တင့်တော်ရှေ့ကွဲဝါချီပန်းတို့လေးဖြစ်ပါတယ်ရှင်ကျေးဇူးပါ